မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကားမရှိတဲ့လူတွေကိုကားရစေခဲ့ပြီးတည်ယူပို့ဆောင်ရေးလောကကိုပြောင်းလဲခဲ့တဲ့ဥပါဒီနေ့မှာမြို့တစ်မြို့မှာတွာလာခြင်းရင်ဖုန်းတစ်လုံးနဲ့ကားခေါ်လိုက်ရုံပါပဲ။ကားပေါ်မှာရှိလဲကြည့်နိုင်တယ်။ဘယ်လောက်ကြာမလဲသိနိုင်တယ်။ driver ဘယ်သူလဲသိနိုင်တယ်။ပြီးတော့ကိုသွားကျင်တဲ့နေရာကိုရောက်တဲ့အထိ app ထဲကနေအားလုံးကိုစီမံနိုင်ပါတယ်။ဒီလိုအတွေ့အကြုံမျိုးကိုလူတွေရင်းနှီးလာအောင်ပြောင်းလဲပေးခဲ့တဲ့ကုမ္ပဏီတွေထဲမှာဥပါကအရေးကြီးတဲ့နေရာမှာရှိပါတယ်။ဒါပေမဲ့ဥပါရဲ့စကားဒီလောက်ကြီးမားတဲ့ကုမ္ပဏီဖြစ်လာဖို့ရည်ရွယ်ထားတာမဟုတ်ပါဘူး။လူနှစ်ယောက်ရဲ့ရိုးရှင်းတဲ့အကြံတစ်ခုကနေစတင်ခဲ့တာပါ။ဒီနေ့တော့ဥပါဘယ်လိုစတင်ခဲ့လဲဘယ်လိုအောင်မြင်လာခဲ့လဲ။ဘာကြောင့်ပြဿနာတွေအများကြီးကြုံခဲ့ရလဲ။နောက်ဆုံးမှာဥပါစီကဘာသင်ခန်းစာတွေရနိုင်လဲဆိုတာကြည့်ကြရအောင်။ဥပါရဲ့ဇာတ်လမ်းကို2008ခုနှစ်ဆန်ဖရန်စစ္စကိုမြို့ကနေစတင်ရပါမယ်။ Travis Kalanick နဲ့ Gareth Kane တို့ဟာပဲရစ်မြို့မှာကျင်းပတဲ့နည်းပညာဆိုင်ရာပွဲတစ်ခုကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီမှာသူတို့ကြုံခဲ့ရတဲ့ပြဿနာတစ်ခုကတော့ကားငှားရတာမလွယ်ကူခြင်းပါ။အဲ့ဒီချိန်မှာသူတို့စိတ်ထဲမှာအကြံတစ်ခုပေါ်လာပါတယ်။ဖုန်းတစ်ချက်နှိပ်လိုက်ရုံနဲ့ကားတစ်စီးရောက်လာရင်ဘယ်လိုလဲ။ဒီကြံကရိုးရှင်းပေမဲ့အဲ့ဒီချိန်မှာတော့အတော်လေးထူးခြားတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။2009ခုနှစ်မှာဥပါရဲ့ပထမဆုံးပုံစံကိုစတင်ဖန်တီးခဲ့ပါတယ်။အဲ့ဒီချိန်မှာနာမည်ကဥပါခပ်ဖြစ်ပါတယ်။အစပိုင်းမှာဆန်ဖရန်စစ္စကိုမှာ luxury ကားအနည်းငယ်နဲ့ပဲဝန်ဆောင်မှုပေးခဲ့ပါတယ်။ customer က app ထဲမှာကားခေါ်လိုက်တယ်။ driver ကဘယ်နေရာမှာ customer ရှိလဲသိတယ်။ကားရောက်လာတယ်။ပြီးရင် payment ကိုလည်း app ကနေလုပ်နိုင်ပါတယ်။ဒီလိုနဲ့အရင်ကရှုပ်ထွေးနေတဲ့ကား service တွေ့ကြုံကိုပုံမလွယ်ကူအောင်ပြောင်းလဲပေးခဲ့ပါတယ်။ဥပါရဲ့အကြီးမားဆုံးအောင်မြင်မှုကသူတို့ကိုယ်တိုင်ကားအများကြီးဝယ်ပြီး customer တွေကိုပို့ပေးတာမဟုတ်ပါဘူး။အဲ့ဒီစားကားရှိပြီးသားလူတွေကို driver ဖြစ်လာစေပြီးကားလိုအပ်တဲ့လူတွေနဲ့ချိတ်ဆက်ပေးခဲ့တာပါ။ဒါဟာ platform business model ဖြစ်ပါတယ်။ဥပါက driver နဲ့ passenger နှစ်ဖက်လုံးကိုတနေရာထဲမှာချိတ်ဆက်ပေးပါတယ်။ passenger များလာလေ driver တွေအတွက်အလုပ်ကအခွင့်အလမ်းပိုများလာပါတယ်။ driver များလာလေ passenger တွေအတွက်ကားပို့ရဖို့ပိုလွယ်လာပါတယ်။ဒါကို network effect လို့ခေါ်ပါတယ်။ဥပမပေါ်ခင်ကတက်စီခေါ်ဖို့အချိန်ယူရတတ်ပါတယ်။တချို့နေရာတွေမှာတက်စီရှာရတာခက်ပါတယ်။ကားကဘယ်လောက်ကြာမလဲဆိုတာလဲကြိုတင်သိဖို့မလွယ်ပါဘူး။ဥပကတော့ဒီယာတွေကို smartphone ထဲကိုထည့်ပေးလိုက်ပါတယ်။ကားကိုမတ်ပေါ်မှာမြင်ရတယ်။ driver ရဲ့အချက်လက်ကိုသိရတယ်။ခရီးစဉ်ကို track လုပ်နိုင်တယ်။ payment ကို cash မသုံးဘဲအကနေလုံနိုင်ပါတယ်။ဒါကြောင့်တက်စီစီးတဲ့အတွေ့အကြုံကိုပဲပြောင်းလဲပေးတာမဟုတ်ပဲလူတွေသွားလာတဲ့ပုံစံကိုပြောင်းလဲပေးခဲ့တာပါ။ဆန်ဖရန်စစ္စကိုမှာအောင်မြင်လာပြီးနောက်ဥပါဟာအမေရိကန်မြို့တွေထဲကိုတဖြည်းဖြည်းတိုးချဲ့လာပါတယ်။ပြီးတော့အမေရိကန်နိုင်ငံပြင်ပကိုပါရောက်ရှိလာပါတယ်။ကမ္ဘာတစ်ဝန်းကမြို့ကြီးတွေမှာဥပါဝန်ဆောင်မှုကိုအသုံးပြုလာကြပါတယ်။ဥပါဟာမြန်မြန်ကြီးထွားဖို့အတွက်ငွေကြေးအများကြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ driver တွေကို incentive ပေးတယ်။ customer တွေကို promotion ပေးတယ်။ဈေးနှုန်းကိုအချို့အချိန်တွေမှာရှော့ပေးတယ်။ရည်ရွယ်ချက်ကတော့ဈေးကွက်ကိုအမြန်ဆုံးရယူဖို့ပါ။ဒါပေမဲ့ဥပါရဲ့ growth မြန်သလိုပြဿနာတွေလည်းမြန်မြန်တက်လာခဲ့ပါတယ်။တက်စီလုပ်ငန်းကဥပါကိုပြန်ပက်ဖြစ်မြင်လာပါတယ်။တချို့မျိုးတွေမှာဥပါရဲ့လုပ်ငန်းပုံစံဟာတရားဝင်ခွင့်ပြုချက်တွေနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေဖြစ်လာပါတယ်။ driver ရဲ့အလုပ်ကိုင်ခြေနေလုံခြုံရေးဈေးနှုန်းသတ်မှတ်မှုစတဲ့ကိစ္စတွေကိုလည်းဝေဖန်မှုတွေရှိလာပါတယ်။ဒါကြောင့်ဥပါဟာဒီပညာကုမ္ပဏီတစ်ခုတည်းမဟုတ်တော့ပဲregulation နဲ့ public debate တွေကိုပါရင်ဆိုင်ရတဲ့ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ဥပါရဲ့အကြီးအကျယ်ပြောင်းလဲမှုတွေထဲမှာတီထောင်သူ Travis Kalanick ရဲ့ခေါင်းဆောင်မှုပုံစံကလည်းအရေးကြီးပါတယ်။ဥပါဟာ growth ကိုအလွန်အမင်းအာရုံစိုက်ခဲ့ပြီးကုမ္ပဏီတွင်းခါချာနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေပေါ်ပေါက်လာပါတယ်။2018ခုနှစ်မှာ Travis Kalanick ဟာဥပါရဲ့ CEO ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါဟာဥပါအတွက်အရေးကြီးတဲ့ turning point တစ်ခုဖြစ်ပါတယ်။ကုမ္ပဏီဟာ growth တစ်ခုတည်းကိုအာရုံစိုက်တာကနေ corporate governance ခါချာနဲ့ရေရှည်တည်တံ့မှုတွေကိုပုံမအာရုံစိုက်လာခဲ့ပါတယ်။ Travis Kalanick နောက်ပိုင်းမှာ Dara Khosrowshahi ကဥပါရဲ့ CEO ဖြစ်လာပါတယ်။သူ့ရဲ့အဓိကတာဝန်တွေထဲမှာကုမ္ပဏီရဲ့ခါချာကိုပြန်လည်ပြင်ဆင်ခြင်း regulation နဲ့ဆက်ဆံရေးကောင်းမွန်အောင်လုပ်ခြင်းနဲ့ဥပါရဲ့စီးပွားရေးကိုပုံမတည်ငြိမ်အောင်ပြုလုပ်ခြင်းတို့ပါဝင်ပါတယ်။ဥပါဟာအရင်လို growth တစ်ခုတည်းကိုအာရုံစိုက်တာထက်ရေရှည်အမြတ်စွန်းနဲ့လုပ်ငန်းတည်တံ့မှုကိုပုံမအာရုံစိုက်လာပါတယ်။ဥပါဟာကားခေါ်တဲ့လုပ်ငန်းတစ်ခုတည်းမှာမရက်ခဲ့ပါဘူး။လူတွေကအစားအသောက်ကိုအိမ်ရောက်မှကျန်တာကိုသတိထားပြီး Uber Eats ကိုတိုးချဲ့ခဲ့ပါတယ်။ဒီလိုနဲ့ Uber ရဲ့ platform ကို transportation တစ်ခုတည်းအတွက်မဟုတ်ပဲ delivery လုပ်ငန်းအတွက်ပါအသုံးချလာနိုင်ခဲ့ပါတယ်။ဒီနေရာမှာ Uber ရဲ့အားသာချက်ကရှိပြီးသား technology နဲ့ driver network ကို business အသစ်တစ်ခုမှထပ်အသုံးချနိုင်တာပါ။ဒါဟာ platform business တွေရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ Uber ရဲ့အဓိကအားသာချက်ကကားတွေမဟုတ်ပါဘူး။သူတို့ရဲ့အဓိကအားသာချက်က technology, network, data, brand ပါ။ customer ဘယ်နေရာမှာရှိလဲသိတယ်။ driver ဘယ်နေရာမှာရှိလဲသိတယ်။ဘယ်ချိန်မှာကားလိုအပ်ချက်မြင့်တက်လာလဲသိတယ်။
ဒီ data တွေကိုအသုံးချပြီး supply နဲ့ demand ကိုချိတ်ဆက်ပေးနိုင်ပါတယ်။ဒါကြောင့် Uber ဟာရိုးရိုး taxi company တစ်ခုနဲ့မတူပါဘူး။သူဟာ technology platform တစ်ခုဖြစ်လာခဲ့ပါတယ်။ Uber ရဲ့အခက်အခဲတွေကဘာတင်ပေးလဲ။ Uber ရဲ့အောင်မြင်မှုနဲ့အတူပြဿနာတွေကိုကြည့်မယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေအတွက်အရေးကြီးတဲ့သင်ခန်းစာတွေရပါတယ်။ပထမသင်ခန်းစာမြန်မြန်ကြီးထွားတာနဲ့အောင်မြင်တာမတူဘူး။ကုမ္ပဏီတစ်ခုအလွန်မြန်မြန်ကြီးထွားလာနိုင်ပေမဲ့အတွင်းပိုင်းစနစ်တွေမခိုင်မာရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ growth နဲ့အတူ management, culture နဲ့ governance တွေကိုလည်းတည်ဆောက်ရပါတယ်။ဒုတိယသင်ခန်းစာ customer problem ကိုဖြေရှင်းပါ။ Uber ရဲ့စာမှာ taxi ကုမ္ပဏီတစ်ခုဖြစ်ချင်တယ်ဆိုတာထက်လူတွေကားကိုလွယ်လွယ်ကူကူဘယ်လိုခေါ်နိုင်မလဲဆိုတဲ့ပြဿနာကိုဖြေရှင်းခဲ့တာပါ။စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ product ကိုမစင်စားခင် customer ရဲ့ပြဿနာကိုနားလည်ဖို့အရေးကြီးပါတယ်။တတိယသင်ခန်းစာ platform business ရဲ့အင်အား Uber ကကိုယ်ပိုင်ကားအများကြီးပိုင်ဆိုင်စရာမလိုပဲ driver တွေနဲ့ passenger တွေကိုချိတ်ဆက်ပေးခဲ့ပါတယ်။ဒီလို platform model ကလုပ်ငန်းကိုမြန်မြန်တိုးချဲ့နိုင်စေပါတယ်။စတုတ္ထသင်ခန်းစာ brand နဲ့ culture ကိုရှော့မတွက်နဲ့ကုမ္ပဏီတစ်ခုအနေနဲ့ product ကောင်းရုံနဲ့မလုံလောက်ပါဘူး။အတွင်းပိုင်း culture ကောင်းဖို့ customer နဲ့ driver တွေကိုယုံကြည်မှုရရှိဖို့လည်းအရေးကြီးပါတယ်။ပြင်စမသင်ခန်းစာပြောင်းလဲနိုင်ရမယ်။ Uber ဟာကားခေါ်တဲ့လုပ်ငန်းကနေ food delivery အထိတိုးချဲ့ခဲ့ပါတယ်။ဈေးကွက်ပြောင်းလဲလာတဲ့အခါကိုယ့်ရဲ့ technology နဲ့ network ကိုအသုံးချပြီးအခွင့်အလမ်းအသစ်တွေရှာဖွေနိုင်ဖို့လိုပါတယ်။နိဂုံ Uber ရဲ့ဇလန်းဟာကားခေါ်တဲ့ app တစ်ခုအောင်မြင်လာတဲ့ဇလန်းတစ်ခုတည်းမဟုတ်ပါဘူး။လူတွေကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကို smartphone နဲ့ technology အသုံးပြုပြီးဖြေရှင်းခဲ့တဲ့ဇလန်းပါ။ကားငှားရတာမလွယ်ကူတဲ့ပြဿနာကနေစတင်ခဲ့ပြီးကမ္ဘာတွင်းကတည်ယူပို့ဆောင်ရေးလုပ်ငန်းကိုပြောင်းလဲပေးနိုင်တဲ့ platform တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Uber ကကျမတို့ကိုအောင်မြင်မှုတစ်ခုတည်းကိုပဲသင်ပေးတာမဟုတ်ပါဘူး။အလိုမမြန်ကြီးထွားတဲ့အခါဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလည်းပြသပေးခဲ့ပါတယ်။ဒါကြောင့် Uber ရဲ့အကြီးမားဆုံးသင်ခန်းစာကအခွင့်အလမ်းကိုမြင်နိုင်ရုံနဲ့တင်မလုံလောက်ဘူး။အဲ့ဒီခွင့်လန်းကိုရေရှည်တည်တတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တည်ဆောက်နိုင်ဖို့လဲလိုတယ်။ဒီပညာကလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ရင်စီးပွားရေးလုပ်ငန်းတစ်ခုကိုပြောင်းလဲပေးနိုင်ပါတယ်။ဒါပေမဲ့ရေရှည်အောင်မြင်ဖို့အတွက်တော့ technology တစ်ခုတည်းမဟုတ်ပဲ customer, culture, management နဲ့ trust တွေပါလိုအပ်ပါတယ်။ဒါကတော့ကားခေါ်တဲ့ app တစ်ခုကနေကမ္ဘာအကြီးဆုံး ride hailing platform တွေကတစ်ခုဖြစ်လာခဲ့တဲ့ Uber ရဲ့အောင်မြင်မှုနဲ့သင်ခန်းစာဇာတ်လမ်းပဲဖြစ်ပါတယ်။